မင်္ဂလာပါရှင်ကျမတော့ဖူးကြီးနွယ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်အာဏာသိမ်းပြီးနောက်ကြုံတွေ့ရတဲ့အခက်အခဲတွေကိုစနစ်တကျဖြေရှင်းနိုင်တယ်လို့ဆိုပြီးစစ်ကောင်းဆောင်ကိုသူခန့်ထားတဲ့ပညာရေးဝန်ကြီးကဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ပေးလိုက်ပါတယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်ကရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမမှာအထူးဘွဲ့နှင်းသဘင်ပြုလုပ်ပြီးအဲ့လိုဂုဏ်ထူးဆောင်ဘွဲ့ပေးလိုက်တာပါဒီလိုဂုဏ်ထူးဆောင်ပွဲချီးမြှင့်ရတဲ့အတွက်လည်းပညာရေးဝန်ကြီးဌာနနဲ့ရန်ကုန်တက္ကသိုလ်ကဂုဏ်ယူဝမ်းမြောက်မှတ်တမ်းတင်ထားတယ်လို့စစ်တပ်လက်အောက်ခံပညာရေးဝန်ကြီးဒေါက်တာချောချောစိန်ကပြောပါတယ်။အာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်ကအဖက်ဖက်ကယိုယွင်းပျက်စီးနေပြီးနိုင်ငံအတွင်းလူသက်လူရဲမှုတွေကုန်စည်နှုန်းကြီးမြင့်မှုတွေအလုပ်သမားအခွင့်အရေးဆုံးရှုံးတာတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအများအပြားဖြစ်ပွားနေချိန်မှာမိမိနေရာတည်မြဲရေးအတွက်စစ်ကောင်းဆောင်အလို့ကျရန်ကုန်တက္ကသိုလ်ကပေးတဲ့ဘွဲဖြစ်တယ်လို့နိုင်ငံရေးလေးလာသုံးသပ်သူတယောက်ကဝေဖန်ထောက်ပြပါတယ်ဒီပွဲနှင်းသပင်အခမ်းအနားကိုစစ်ဗိုလ်ချုပ်ကြီးတွေပညာရေးဝန်ကြီးဌာနကနမ်စီဒီအန်ဝန်ထမ်းတွေနဲ့ရန်ကုန်တိုင်းစစ်ဌာနကအရာရှိကြီးတွေတက်ရောက်ခဲ့ပြီးတော့လုံခြုံရေးကိုစစ်ဖက်အရက်ဖက်ကယူပေးခဲ့တာဖြစ်ပါတယ်ရှင်။ AR တိုင်းဟင်္ဒရာမြို့ဟင်္ဒရာတက္ကသိုလ်အနီးမှာဖွင့်လှစ်ထားတဲ့အလုံးပိတ်ဆိုင်ခန်းတွေကိုတိုင်းအစိုးရအမိန့်နဲ့မနေ့ကစပြီးဖယ်ရှားရှင်းလင်းနေပြီးအဲ့ဒီဆိုင်ခန်းတွေဟာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပေါင်းပြီးဖွင့်ထားတာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီအလုံးပိတ်ဆိုင်ခန်းတွေဖွင့်ထားတာဟာ2လကျော်ကြာမြင့်နေပြီဖြစ်ပြီးတက္ကသိုလ်နားကမြို့ဆောင်လမ်းမှာဖွင့်လှစ်ထားတာဖြစ်လို့မသင့်တော်ဘူးဆိုပြီးဒေသခံတွေနဲ့ကျောင်းသားမိဘတွေရဲ့ဝေဖန်သံတွေကြဲကြဲလောင်လောင်ထွက်ပေါ်လာပြီးတဲ့နောက်အခုလိုလာရောက်ရှင်းလင်းသွားတာဖြစ်တယ်လို့ဟင်္ဒရာမြို့ကန်အမျိုးသမီးတယောက်ကပြောပါတယ်။ပြည်သူတွေကိုယ်အိမ်ကိုနေရတာတောင်ထောက်ခံစာနဲ့နေရတဲ့ခေတ်မှာဒီလိုအလုံးပိတ်ခံဖွင့်ထားတာကိုအုပ်ချုပ်ရေးအဖွဲ့ကမသိဘူးဆိုတာရည်စရာဖြစ်နေတယ်လို့သူကပြောပါတယ်။အခုလိုအလုံးပိတ်တဲနဲ့စားတောက်ဆိုင်ဖွင့်ထားတာကိုအုပ်ချုပ်ရေးပိုင်းကလုံးဝမသိရှိဘူးဆိုပြီးရှောင်ထွက်ဖို့ဖုံးဖိနေတယ်လို့ဟင်္ဒရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူတယောက်ကပြောပါတယ်။စစ်တပ်လက်အောက်ခံဟင်္ဒရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကတော့ဒီဆိုင်ကန်းတွေဖွင့်ထားတာကိုမသိရှိကြောင်းနဲ့ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်နေတာကိုစစ်ဆေးတွေ့ရှိရတာကြောင့်ကာယကံရှင်တွေကိုဥပဒေနဲ့အညီအရေးယူမယ်ဆိုပြီးအစိုးရအဖွဲ့ကိုတင်ပြထားတယ်လို့လည်းသိရပါတယ်ရှင်။ဘသူကမဆိုဝရမ်းမလို့ပဲတရားလက်လို့ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်မဲ့နိုင်လွတ်လုံဥပဒေကိုစစ်ကောင်းဆောင်ကလက်မှတ်ထိုးအတည်ပြုပြဋ္ဌာန်းလိုက်တာဟာအစိုးရအသစ်မပေါ်ခင်မှာပြည်သူနဲ့နိုင်ငံတကာကိုလှည့်စားဖို့တသက်ဖြစ်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ပါတယ်။ဝေသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီကနိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနဲ့အများပြည်သူအေဂျင့်တာယာရေးအတွက်အရေးကြီးလိုအပ်ချက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေဘသူကိုမဆိုဝရမ်းမလို့ပဲဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်ပြီးတပ်တွေမပါပဲခေါ်ယူနိုင်မှုအတွက်နိုင်လွတ်လုံလုံးအသိများတဲ့နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကာကွယ်ပေးရေးဥပဒေပါပုံမှန်9ခါခွေနဲ့ပုံမှန်10ခြေစင်းတို့ကိုဖေဖော်ဝါရီလ3ရက်မှာပြင်ဆင်ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ပြဋ္ဌာန်းချက်အရစစ်ကောင်စီဟာဘလို့တပ်တွေလူပုဂ္ဂိုလ်မျိုးရှာဖွေခွင့်ဖမ်းဆီးခွင့်စတဲ့ဝရမ်းတွေလိုအပ်တော့မှာမဟုတ်ပဲနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးအတွက်ဆိုတဲ့စာသားကိုဖြည့်ဆွက်ပြင်ဆင်လိုက်တာဖြစ်လို့2021အာဏာသိမ်းစာကပုံမှန်တွေဖျက်သိမ်းလိုက်တဲ့ပုံစံနဲ့ဘာမှမကွဲပြားတော့ကြောင်းတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကသုံးသပ်ပါတယ်။အရင်တိုင်းအာဏာသိမ်းပြီးတဲ့အတိုင်းပဲပြန်လုပ်မယ်လို့ပြောတာ။ရွေးကောက်ပွဲလုပ်ပြီးသွားပြီဒီမိုကရေစီသွားတော့မယ်။ကဘာကိုလိန်နေတာပြည်တွင်းကိုလိန်နေတာအာဏာသိမ်းပြီးတဲ့အခါမှာပုံမှန်9နဲ့9-8ကိုရဆိုင်ထားလိုက်လုံးဝရဆိုင်လိုက်တာတကယ်ကီးပုံမှန်တွေရဆိုင်ထားလိုက်တာဒါပေမဲ့လို့အခုပြန်ဖွင့်ပေးလိုက်တဲ့အခါမှာခုနှစ်ကိုဖွင့်မပေးဘူးလူနိုင်ငံသားတယောက်24နှစ်ပို့ပြီးချုံတော်ချင်းမပြူအားဆိုတဲ့ဟာကိုအဲ့ဒီဟာကိုအရင်တိုင်းပဲထိန်ချမ်းထားလိုက်တယ်ပြန်မပေးဘူးခုနှစ်ကိုအရေးကြီးဆုံးကီးကိုပြန်မပေးဘူးအဲ့9နဲ့9မှာလည်းပဲခုနအရေးကြီးသောကိစ္စမှာအပဆိုတဲ့အခါကျတော့ကဲဘယ်ဟာအရေးကြီးတယ်မကြည့်ဘူးဆိုတော့သူတို့အဓိပ္ပာယ်ဖွင့်ပါလေသူတို့အဓိပ္ပာယ်ဖွင့်ပါဆိုတော့အမှတ်တမဲ့ကြည့်လိုက်ရင်တော့အတို့9နဲ့10ကိုပြန်ဖွင့်ပြလိုက်ပြီလို့ထင်တာအဲ့ဒါကတော့လိန်ကြီးတစ်မျိုးပါပဲနေအေးလိန်ကြီးတစ်မျိုးပါပဲလို့အဲ့လိုပြောချင်ပါတယ်နော်နိုင်ငံသားတွေကိုကာကွယ်ဖို့ရေးဆွဲခဲ့တဲ့နိုင်လွတ်လုံဥပဒေမှာတော့ပြည်သူတွေရဲ့နေအိမ်ကိုအကြောင်းမဲ့ဝင်ရောက်ရှာဖွေတာတာဝန်ရှိသူတွေမပါဝင်မဲတရားမဲ့ဝင်ရောက်ဖမ်းဆီးတာတွေကိုမလုပ်ဆောင်ဖို့တားမြစ်ထားတဲ့ပုံမှန်ကတရားရုံးရဲ့အမိန့်မပါပဲပြည်သူတွေကို24နာရီကျော်လွန်အောင်ချုံနှောင်ထားခွင့်မရှိတဲ့ပုံမှန်9ပြည်သူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအကြောင်းမဲ့ချိတ်ပိတ်သိမ်းဆည်းတာနောက်ယောင်ခံလိုက်လံကြည့်ရှုတာဖုန်းခေါ်ဆိုမှုတွေကအစားကိုရေးကိုရာလုံခြုံရေးဆိုင်ရာတွေကို
တောင်းယူကြည့်ရှုတာတွေမလုပ်ဆောင်နိုင်အောင်တားမြစ်ထားတဲ့ပုံမှန်၈တို့ကိုရပ်ဆိုင်းလိုက်တာဖြစ်ကြောင်းအာဏာသိမ်းပြီးရပ်ပိုင်းအတွင်းမှာတစ်ကြိမ်ပြီးခဲ့တဲ့2025ခုနှစ်ဩဂတ်လတို့မှာတစ်ကြိမ်စုစုပေါင်း2ကြိမ်ထုတ်ပြန်ခဲ့ပူပါတယ်။အခုတစ်ကြိမ်မှာတော့နိုင်လွတ်လုံကုန်ပြင်ဆင်တဲ့ဥပဒေလို့ဆိုပြီးနိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်အရေးပါတဲ့ပုံမှန်9ကတော့အပြီးတိုင်ဖျက်သိမ်းလိုက်ပြီးပုံမှန်9နဲ့10တို့မှာလိုသလိုဖြည့်ဆွက်ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ဒီဖြည့်ဆွက်လိုက်တဲ့စာသားကြောင့်အရင်ကဘက်ကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်နဲ့ဝင်စစ်ချင်တယ်လို့စစ်လို့ရသွားပြီဒီထုတ်ပြန်တဲ့ဥပဒေတွေကိုလက်တလုံးကြားလုပ်နေတဲ့ဒီစကားမရဲ့ဥပဒေတွေညွှန်ကြားချက်တွေကိုတိတိကျကျလေ့လာဖို့လိုတယ်အဓိကတော့ပြည်သူတွေစာဖတ်ဖို့လိုတယ်ဒါနိုင်လုံးပြောင်းလိုက်ပြီးဒါဒီလိုဝင်စရာမလိုတော့ဘူးဒီလိုမျိုးဟလားဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ကိုဒီနိုင်လုံးကိုပြင်ပါတယ်ဆိုတာကအဲ့ဒါဂျင်းထဲခံထားရတာသိလားသူတို့ထုတ်ပြန်လိုက်တဲ့စာတွေကဘယ်တော့မှသူတို့ကိုသူတို့ကာဗာလုတ်ထားတာမပါဘဲနဲ့တော့ဘယ်စာမှမထုတ်ဘူးသူတို့ကိုသူတို့တော့အကုန်လုံးကာဗာလုတ်ထားပြီးသားပြည်သူတွေရဲ့ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုအတွက်ကာကွယ်ပေးထားတဲ့နိုင်လွတ်လုံဥပဒေကို2018ခုနှစ် NLD ဆိုရလက်ထက်မှာရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပြီးဥပဒေပါအားနည်းချက်တချို့ကိုတော့အရက်သားဆိုရလက်ထက်မှာပဲပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုတင်သွင်းခဲ့ကြပါသေးတယ်။ကျွန်မဝေပါဒီဗီဒီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်